အိန္ဒိယကောင်လေးက driver အလုပ်လုပ်ပါတယ်ပြီးတော့သူ့တခင်မကိုခေါ်ဖို့အိမ်သွားပါတယ်အိမ်ရောက်တော့တခင်မတငယ်ချင်းအိမ်သွားမယ်ဆိုပြီးပြောပါတယ်ထို့နောက်နှစ်ယောက်စလုံးကားနဲ့သွားပါတယ်သွားနေရင်နဲ့တခင်မကမင်းကားမောင်းတာတော့တယ်ဆိုပြီးပြောပါတယ်အိန္ဒိယဘေးကလည်းကြီးစုတင်ပါတယ်လို့ plan ပြောတယ်ပြီးတော့ကားပါကင်ထိုးပါတယ်တခင်မအထဲဝင်သွားပါတယ်ထို့နောက်သူ့တငယ်ချင်းတွေနဲ့ဒင်နာစားပါတယ်စားပြီးတော့ကတ်ကြပါတယ်ပါတီပွဲပြီးသွားတော့အကုန်လုံးပြန်ကြပါတယ်ပြီးတော့အိန္ဒိယဘဲကိုခိပြီးကြီးကြပါတယ်ပါကစ္စတန်ဘဲကလည်းဒီငမွဲကနင့်ဒရိုက်ဘာလားဆိုပြီးပြောပါတယ်လူတွေကလည်းသူ့ကိုကြည့်ပြီးရီးပါတယ်အိန္ဒိယဘဲကလည်းဝမ်းနေသွားပါတယ်ထို့နောက်သခင်မကိုအိမ်ပြန်မယ်လို့ပြောပါတယ်ပြီးတော့နှစ်ယောက်စလုံးထပ်သွားကြပါတယ်အိန္ဒိယဘဲကလည်းအိမ်ထိလိုက်ပို့ပေးပါတယ်တခင်မမနက်ဖြန်ကနေအလောက်လာမစင်းနဲ့လို့ပြောလိုက်ပါတယ်အိန္ဒိယဘဲကလည်းဝမ်းနေပြီးပြန်သွားပါတယ်အိမ်ရောက်တော့စိတ်ညစ်နေပါတယ်တညာလုံးအိမ်မပြောပေးပါဘူးနောက်နေ့ကျတော့သူ့အိမ်ကိုရောင်းလိုက်ပြီးကားတင်တန်းတက်ပါတယ်နေ့တိုင်းကားမောင်းတင်ပါတယ်ထို့နောက်အကုန်လုံးအစင်သင်းဖြစ်ပြီးပြိုင်ပွဲစတင်ပါတယ်အိန္ဒိယဘေးကလည်းအရှင်နဲ့မောင်းပြီးအနိုင်ရသွားပါတယ်ပတ်စံသိန်းလည်းရသွားပါတယ်ပြီးတော့ချမ်းသာသွားပါတယ်ဟိုတရက်တခုဝဲလိုက်ပါတယ်နောက်နေ့ကျတော့သခင်မနဲ့တငယ်ချင်းတွေလာပါတယ်ပြီးတော့ဒင်နာစားကြပါတယ်